ဘကူယုံမှာတောင်ဆွေများကြားမှာသူရိန်နေမင်းကြီးရဲ့လင်းအောင်အောက်မှာဝါတော်90ခန့်ရှိဆရာတော်ဦးစင်းခေမာဟာတရားထူးတရားမြတ်ရရှိဖို့နဲ့ဝိနည်းတတ္တဝါတွေကိုချွတ်ထိုက်တာကိုသိရှိရဖို့ဘကူယုံမှာတောနယ်ကြီးတဲ့ကိုတကူတဲ့ကြွားမြန်းလာခဲ့ပါတယ်ဒေါ်ဆက်ကနေတထောင်ဝင်တထောင်တက်သတင်းသုံးရင်းကြောက်လိုင်ကူတစ်ခုမှာဝင်ရောက်တရားအားထုတ်စဉ်ဝိနည်းတတ္တဝါတွေကိုမြင်တွေ့ရတဲ့အတွက်ခရီးဆက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်ဦးစင်းခေမာဟာနန်းခမ်းရွာကိုရောက်ရှိလာပြီးအနီးနားကဆွန့်ပစ်ထားတဲ့ဒုရိယယာမကျောင်းတိုက်ကျောင်းကိုမေးမြန်းရမှာရွာလူကြီးဦးတင်ကြီးကထိုကျောင်းတိုက်မှာအသားမဲမဲအမွေးချမ်းချမ်းနဲ့ခြေတစ်ဖက်တည်းရှိတဲ့လူသားစားငေါင်းမိတ်စာတွေကျင်လည်ကျက်စားရာတားမြစ်နယ်မြေဖြစ်ကြောင်းလွန်ခဲ့တဲ့2နှစ်ကအမဲလိုက်ရင်သွားရောက်ခဲ့ကြတဲ့ရွာသားတွေကဘယ်သူမှပြန်မလာခဲ့ကြရကြောင်းအသက်ဘေးအတွက်စိုးရင်လို့အသေးအတန်လျှောက်တင်တားမြစ်ခဲ့ပါတယ်။သို့တော်ဦးစင်းကငေါင်းမိတ်စာတွေကြောင့်အသေးစိတ်သိရှိသူမုတ်ဆိုး2ဦးကိုခေါ်ဆိုတွေ့ဆုံဖို့မိန့်ကြားခဲ့ပါတယ်။အသက်ဘေးကနေတည်တည်လေးလွတ်မြောက်လာခဲ့ကြတဲ့မုတ်ဆိုးဗေဒာနဲ့မုတ်ဆိုးမိုးဝေတို့ရောက်ရှိလာကြပြီးဘုရားကျောင်းပြက်စီကိုလမ်းပြပေးဖို့ညှင်းဆိုကြပါတယ်။သို့တော်ဦးစင်းခေမာကငေါင်းမိတ်စာတွေလည်းဒုက္ခရောက်နေကြတဲ့အတွက်ဘဝကူးကောင်းစေဖို့နဲ့လူသားတွေလည်းဘေးရန်တွေကင်းဝေးစေဖို့ရည်ရွယ်ပြီးတွားရောက်ရမှာဖြစ်ကြောင်းရှင်းပြခဲ့တဲ့အတွက်မုတ်ဆိုး2ဦးဟာထိုညမှာပြန်သွားခဲ့ကြပါတယ်။ရွာထိပ်မှာတညလုံးတရားထိုင်ကစောင့်ဆိုင်နေခဲ့တဲ့ဦးစင်းခေမာထံကိုနောက်တနေ့မိုးလင်းချိန်မှာမုတ်ဆိုးဗေဒာနဲ့မိုးဝေတို့ကခီးထွက်ဖို့အသင့်ပြင်ဆင်လျက်ရောက်ရှိလာကြပါတယ်။မုတ်ဆိုး2ဦးရဲ့လမ်းပြမှုနဲ့ရက်ရှည်ခီးဆက်ခဲ့ရာ2ရက်3ရက်အကြာမှာသူရိယယာမကျောင်းတိုက်ပြက်စီကိုရောက်ရှိလာခဲ့ကြပါတယ်။ညဘက်မှာမုတ်ဆိုး2ဦးကမီးဖိုးပေးကကာကွယ်ပေးနေကြပြီးဦးစင်းခေမာကညောင်ပင်ကြီးအောက်မှာဖျောင်းနိုင်တွေထွန်းကတရားအားထုတ်နေစဉ်အတိတ်ကအဖြစ်ပြက်ဆိုးတွေကိုစိတ်အာရုံမှာမြင်အောင်လာခဲ့ပါတယ်။ကျောင်းပြက်ကြီးတွင်ငေါင်းမိတ်စာခေါင်းဆောင်ကမုတ်ဆိုး2ဦးကိုဖမ်းဆီးဖို့ကြံစည်နေစဉ်ဦးစင်းခေမာကတကိုးတော်နဲ့ဝင်ရောက်တားဆီးခဲ့ပါတယ်။ငေါင်းမိတ်စာကဦးစင်းကိုရန်ပြုဖို့ကြိုးစားတော့လဲဦးစင်းရဲ့မြစ်တာနဲ့တကိုးကြောင့်မပြုတ်လုံနိုင်ခဲ့ပါဘူး။ထို့နောက်ဦးစင်းခေမာကငေါင်းမိတ်စာရဲ့စိတ်အာရုံတွေကိုဝင်ရောက်က၎င်းတို့ရဲ့အတိတ်ဘဝကကျူးလွန်ခဲ့တဲ့မကောင်းမှုတွေနဲ့ဝှေ့ကြွေးတွေကိုပြသပေးခဲ့ပါတယ်။ငေါင်းမိတ်စာတွေလည်းမိမိတို့ရဲ့အမှားတွေကိုသဘောပေါက်လာပြီးဝင်ချတောင်းပန်ခဲ့ကြပါတယ်။ဦးစင်းခေမာကငေါင်းမိတ်စာတွေကိုအပေပုံကနေလွတ်မြောက်စေဖို့မေတ္တာပို့တကာကျင်းစာတွေကိုဖယ်ရှားပေးခဲ့ပါတယ်။ထိုအခါငေါင်းမိတ်စာတွေရဲ့ခန္ဓာကိုယ်ကနေရွှေရောင်အလင်းတန်းတွေပြန့်နှံ့ထွက်ပေါ်လာပြီးမကျွတ်လွတ်သေးတဲ့ဘဝကနေကျွတ်လွတ်ကကောင်းရာမွန်ရာဘုံဘဝကိုကူးပြောင်းသွားခဲ့ကြပါတယ်။နောက်ဆုံးမှာကျောင်းတိုက်ပြက်ကြီးလည်းတိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြီးဇလန်းလည်းအဆုံးသတ်သွားခဲ့ပါတယ်။အားပေးကြည့်ကြတဲ့ပရိသတ်တယောက်ချင်းစီကိုအထူးပင်ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုအသစ်နဲ့တူပြန်လာခဲ့ပါမယ်။